ဒေါ်လေးကျက်သွန်နဲ့ဘယ်လိုရောင်းလဲဟဲ့နေရဝင်နိုင်လို့လားအော်ဒေါ်လေးကလည်းအများကြီးမဝင်နိုင်ဘူးဆိုရင်မနည်းနည်းတော့ဝင်နိုင်ပါလေဒေါ်လေးရဲ့အမလီဟဲ့ငါနည်းနည်းမရောင်းနော်လောက်ပါဒေါ်လေးကတော့ခွဲအောင်ပြီပါဟဲ့ကောင်လေငါခွဲလဲမရောင်းနိုင်ဘူးနည်းနည်းလည်းမရောင်းနိုင်ဘူးဒေါ်လေးတာကျက်သွန်လာဝယ်လားဒေါ်လေးအော်အေးတာပဲတာလာတာဘယ်လောက်ပို့ယူမှာလဲဒေါ်လေးတာတစ်ထောင်ပို့ယူမယ်နော်အမလီတာရဲ့ရတာဗောတာရဲ့ဟဲ့ကောင်လေနေမဝင်နိုင်ဘူးဆိုလဲပြန်တော့လေဒေါ်လေးရဲ့လောက်ပါပတ်စံအများကြီးပါလို့ပါဒေါ်လေးသူနဲ့မဖြစ်ကြလဲအမလီဘာဖြစ်မှလဲတာရဲ့အဲ့ဒီကောင်လေးဗောကြက်တုံလဲ3ယောက်မိုးလာဝယ်နေစိတ်ညစ်ပါတယ်ဟာဟဲ့အောင်မင်းဘာလို့နေပဲလာဝယ်ရလဲအော်ငါတိတ်အဆင်ပြေလို့ပါအဲ့ဒါကြောင့်မလို့အဆင်ပြေတော့ဝယ်တာပါအမလီတာရဲ့သွားပြောမနေစမ်းပါနဲ့ဒေါ်လေးကလေတာဝယ်ရောက်မှသူ့မရဘူးဟုတ်ကဲ့ပါဒေါ်လေးပို့ထည့်ပြီနော်အေးပါတာဒေါ်လေးပို့ထည့်ပေးလိုက်မယ်နော်အော်ဒါနဲ့တာရဲ့အမေမလာဘူးလားတားမရလေမြို့တဲ့အိမ်သွားနေရဒေါ်လေးရဲ့အမလီတာရဲ့မင်းတို့အရန်ချမ်းသာတာပဲနော်ဟုတ်တယ်ဒေါ်လေးတာတို့စီမှာလေတိုက်တွေလည်းရှိရဲကားတွေလည်းရှိရဲခြံတွေလည်းရှိရဲဒေါ်လေးရဲ့အမလီတာရဲ့မင်းရဲ့ကံကောင်းနေနော်အမလီဟိုကောင်းနေများกว่าပါအော်ဒေါ်လေးကလည်းတားလည်းပတ်စံရှိလို့ဆိုရင်လေသူ့လိုတိုက်တွေကားတွေဝယ်မှာပါအမလီမဖြစ်နိုင်မပြောစမ်းပါနဲ့ကဲပါပြတ်မှာတော့တော်ပါမယ်ဒေါ်လေးကျက်တုံ3ယောက်ကိုတော့ရောင်းပြီးပါနော်ဟဲ့ကောင်လေငါမရောင်းနိုင်ဘူးလို့ပြောနေလေနင်မကြောက်လားလောက်ပါဒေါ်လေးအိမ်မှာစားစရာမရှိတော့လို့ပါဟဲ့ငါပြောနေလေသွားတော့လေမခင်အော်မကြံဘာဖြစ်တာလဲဟဲ့မနက်ကလေငါစားကျက်တုံလောက်ကနေမရောင်းပေးလိုက်ဘူးလားအမလီကျက်တုံလေ3ယောက်ကိုလည်းမရောင်းနိုင်ပါဘူးမခင်ရဲ့ဘာဖြစ်လို့လဲကျမတို့လည်းပတ်စံပေးခွေရပဲလေဟဲ့နင်တို့တွေမို့လို့ငါမရောင်းတာပေါ့အမလီကျမတို့ဘာဖြစ်လို့လဲရှင့်ဘာလို့နေလို့လဲအမလီဘာဖြစ်မှာလဲရှင်းတော့လေ3ယောက်ဝယ်နိုင်တာလေကျမကလေ1000မိုးလာဝယ်တဲ့သူတွေအများလာဝယ်တဲ့သူပဲရောင်းတာဟဲ့အော်မခင်ရဲ့အဲ့လိုမျက်နှာမလိုက်ပါနဲ့သူတို့လည်းပတ်စံပေးဝယ်တယ်ကျမတို့လည်းပတ်စံပေးဝယ်တယ်နဲရတယ်များရပဲကွာလေအမလီနင်တို့အောက်တန်းသားစင်းသားတွေကိုလည်းမရောင်းနိုင်ပါဘူးအမလီမခင်ရဲ့ရှင်းရဲ့ဘလော့ချမ်းသာနေလို့လဲရှင်းလဲစရောင်းစားတာပဲလေအမလီကျမတို့ကလည်းရှင်းတော့မစင်းရဘူးစားနိုင်တယ်တောင်းနိုင်တယ်ကဲပါမခင်ရဲ့ကျမတို့လည်းကျက်တော့3ယောက်ဝယ်အောင်စမ်းပါကျမအိမ်မှာစားတာမရှိတော့လို့ပါဟဲ့ငါမရောင်းနိုင်ဘူးလို့ပြောနေလေနေဝယ်ချင်းအများနဲ့လာမယ်ငါရောင်းမယ်။အော်မခင်ရဲ့ကိုယ့်ရသားချင်းချင်းပဲကိုကြီးပါဟဲ့ပတ်စံပြေးဝဲတာလေးဟဲ့ပြီးတော့ငါအကျွေးဝဲတာလည်းမဟုတ်ဘူးလေအလကားယူတာလည်းမဟုတ်ဘူးလေအမလီတော်စမ်းမှာဟဲ့နင်တို့လည်းငါမရောင်းနိုင်တော့လာလမ်းမွေတာနဲ့ပြန်တော့မခင်ရှေ့ရလို့စိတ်တထားလို့ဆိုရင်လေရှေ့စံဘယ်သူမှဝင်မှာမဟုတ်ဘူးတိလားအမလီငါမှလေဝယ်မဲ့သူလည်းအများကြီးပဲဟဲ့ကဲပါရှုံမြင်ချင်တော့သွားတော့လေအေးပါငါသွားပါမယ်သွားမြန်မြန်သွားတသက်လုံးမလာနဲ့အမလီတကယ်ပါပဲဟဲ့အေးပါတော့ပါပြီ